ပုံစံခွန်တော့ဝယ်ယူထားတယ်အခုပြောပြမယ့်အချက်၃ချက်မလုပ်ထားဘူးဆိုလို့ရှိရင်မြေသိမ်းခံရနိုင်ပါတယ်မင်္ဂလာပါညီမကတော့မတ်နန်းဖြူဖြူအောင်ပဲဖြစ်ပါတယ်မန်းလေးမျိုးအိမ်ချက်မြေရောင်းဝယ်ကဝန်ဆောင်မှုတွေနဲ့အိမ်ချက်မြေအကျိုးဆောင်တင်တန်းပို့ချပေးနေတဲ့အကျိုးဆောင်တယောက်လည်းဖြစ်ပါတယ်ညီမဒီနေ့မျှဝေပေးချင်တဲ့အကြောင်းအရာတွေကပုံစံခွန်ဝယ်ထားပြီဆိုလို့ရှိရင်အခုပြောပြမယ့်အချက်၃ချက်ကိုမဖြစ်မနေလှုပ်ဆောင်ထားဖို့အတွက်လိုအပ်ပါတယ်နံပါတ်1ကဘာလို့ရမလဲဆိုလို့ရှိရင်မိမိအမည်ပေါက်ချက်ရှင်တန်းပြောင်းရမှာပဲဖြစ်ပါတယ်ပုံစံခွန်အမည်ပေါက်နာမည်တန်းပြောင်းရပါမယ်နံပါတ်2ကကြတော့ခြံစည်းရိုးခတ်ပြီးတော့လက်ရောက်ရယူဖို့လိုအပ်ပါတယ်နံပါတ်3ကကြတော့မြေလွတ်မထားဘဲနဲ့တီးပင်စားပင်စိုက်ပျိုးထားရပါမယ်ဒီအချက်3ချက်ကမဖြစ်မနေလှုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့လူချင်းမင်းရောပုံစံခွန်ဝင်ထားပြီးတော့အခုပြောပြတဲ့အချက်3ချက်မလုပ်ရသေးဘူးဆိုလို့ရှိရင်အမြန်ဆုံးဆောင်ရွက်ထားပါလို့အကြံပေးချင်ပါတယ်ရှင်အခုပြပြတဲ့အချက်လေးတွေကညီမလိလာထားမိတော့ပြန်လေမျှဝေပေးတာဖြစ်လို့လိုအပ်တာများရှိတယ်ဆိုလို့ရှိရင်လည်းအကြံပေးခင်ပေးရပါတယ်ကျေးဇူးတင်ပါတယ်ရှင်မန္တလေးမြို့မှာရှိတဲ့အိမ်ချန်ကြီးရောင်းဝယ်ငါးနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ဆိုလို့ရှိရင်2988394446ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနေရပါတယ်